င်္ဂလာပါကျွန်တော်ကတော့ TCM Partner Company Limited ရဲ့ Sales Manager ကိုသိမ်းမှုဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့စမ်းသပ်ပြသွားမှာကတော့ Toshiba Inverter Genset တစ်ခေါင်ပဲဖြစ်ပါတယ် Toshiba Inverter Genset တစ်ခေါင်ရဲ့ Model Number လေးကတော့ IS 10G3 KCV 2G ပဲဖြစ်ပါတယ် Genset ရဲ့အားသာချက်တွေကတော့ Automatic Set Cleaning Function Automatic Set Cleaning Function ပါဝင်တဲ့ကြောင့်မို့ဖုန်းနဲ့ဘက်ထရီယာတွေပေါက်ဖွားမှုကိုကာကွယ်ပေးပါတယ်အော်တိုလိုပါဝင်နေတဲ့ကြောင့်မို့အခန်းရဲ့မြည်သည့်နေရာကိုမဆိုအေးအေးနှုံးကလွယ်ကူလျင်မြန်စွာပြန့်နှံ့နိုင်မှာဖြစ်ပါတယ်။ Automatic Restart Function ပါဝင်တဲ့ကြောင့်မို့မီးပြတ်သွားပြီးတော့မီးပြန်လာတယ်ဆိုရင်တော့မှထပြီးတော့အခွင့်အရေးလုပ်စရာမလိုဘဲနဲ့အော်တိုသူ့ဟာသူပြန်လာမှာဖြစ်ပါတယ်။တကယ်လို့မိမိကဒီ function ကိုမကြိုက်ဘူးဆိုလို့ရှိရင် function ကိုပိတ်လို့လည်းရပါတယ် inverter type ဖြစ်တဲ့အတွက်ကြောင့်မို့မီးအားစားကိုပိုပြီးတက်တာဖြစ်ပါတယ်ကျွန်တော်တို့ Toshiba Genset inverter ကဆိုလို့ရှိရင်မီးအားစားကို85%ရာခိုင်နှုန်းထိကိုတက်တာဖြစ်ပါတယ်PM2.5 filter ကိုသုံးထားတဲ့ကြောင့်မို့ဖုန်းနဲ့ဘက်ထရီယာတွေကို94%ရာခိုင်နှုန်းထိကိုကျွန်တော်တို့စစ်ထုတ်ပေးနိုင်ပါတယ်ဒါကြောင့်မို့ပုံမတန့်စင်းတဲ့လေကိုရရှိမှာဖြစ်ပါတယ်Magic Coin ဆိုတာကတော့ဖုန်းနဲ့ဘက်ထရီယာတွေကို evaporator coin ပေါ်မှာလုံးဝမတင်အောင်လို့ကုတ်တင်တစ်မျိုးလုပ်ထားတဲ့အကြောင်းကိုကျွန်တော်တို့ကတော့ Magic Coin လို့တင်စားထားတာဖြစ်ပါတယ်လက်တွေ့စမ်းသပ်မှုများကိုတော့ကျွန်တော်တို့ရဲ့ Service Manager ကနေပြီးတော့ဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ TCM Partner Company Limited ရဲ့ Service Manager ကိုချစ်စော်ပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်စမ်းသပ်ပြပေးသွားမှာတော့ Toshiba Inverter တစ်ခေါင် Genset CD ရဲ့အမှန်တကယ်မြည်သုံးစွဲမှုအခြေအနေကိုစမ်းသပ်ပြီးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီမှာကျွန်တော်အသုံးပြုတက်ဆင်ထားလေးတွေကတော့ဒါကတော့အခန်းတွင်းပူချိန်ကိုဖော်ပြမဲ့ temperature sensor ဒါကတော့အခန်းပြင်ပပူချိန်ကိုဖော်ပြမဲ့ temperature sensor နဲ့ဆက်အသုံးပြုနေစီအတွင်းမှာအသုံးပြုထားတဲ့ 140 ampere ကိုဖော်ပြမဲ့ watt meter ပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်တို့ air con စမောင်းကြည့်ပါမယ်ခုမောင်းနေထားတော့အခက်တွင်းပူချိန်22ဒီဂရီဆယ်စီယပ်ရအောင် fan speed ကိုအမြင့်ဆုံးနဲ့မောင်းနေထားရပဲဖြစ်ပါတယ်ခင်ဗျာအခုဆိုရင် Indo unit ပဲလဲနေတဲ့အခြေအနေမှာတွေ့ရှိရတဲ့ watt ရဲ့ ampere ဖြစ်ပါတယ် watt ဆိုရင်တော့ 13.4 watt နဲ့ ampere 0.2 ampere ဖြစ်ပါတယ်Auto unit စလဲပြီးဆိုတာနဲ့ဒီ auto condenser ရဲ့လုပ်ပေါ်မှာမူတည်ပြီး watt တွေ ampere တွေကတဖြည်းဖြည်းချင်းတော့မြင့်တက်လာမှာဖြစ်တယ်ပေါ့ဒီအခြေအနေကတော့ condenser ရဲ့ပထမအဆင့်အနေနဲ့လွတ်လုံနေတဲ့အခြေအနေပါ watt အပြင်330 watt နဲ့ ampere 1.86 ampere လောက်ပဲရှိတဲ့အခြေအနေဖြစ်ပါတယ် condenser ရဲ့ပထမအဆင့်လောက်လုပ်နေတဲ့အချိန်မှာတွေ့ရှိရတဲ့ watt နဲ့ ampere ဖြစ်ပါတယ်ကွန်ပျူတာဒုတိယအဆင့်အခြေအနေပါ watt အဖြစ်ဆိုရင်968 watt နဲ့ ampere 2.9 ampere ဝန်းကျင်ဖြစ်ပါတယ်ကွန်ပျူတာဖူးလို့ run နေတဲ့အချိန်ဒီမှာ
watt အပြင်863 watt နဲ့ ampere 4.3 ampere ဝန်းကျင်ရှိပါတယ်အခုဆိုရင်အခန်း temperature အေးလာတာနဲ့အမျှသူ့ရဲ့ condenser လောက်ကလည်းလျှော့လာပြီးတော့ watt day ဆိုလည်းရောလာမယ်condenser ရဲ့ဒုတိယအဆင့်အခြေအနေပြန်ရောက်သွားပြီးတော့ watt အပြင်990နဲ့ ampere 3 ampere လောက်ထိကိုစဆင်းလာဖြစ်တဲ့အခန်း temperature က remote မှာထားတဲ့ temperature ရဲ့အထက်1 degree Celsius အထက်ပိုများနေတဲ့အခြေအနေမျိုးမှာဆိုရင် watt အပြင်330 watt နဲ့ ampere 1.8 ampere ဝန်းကျင်ပဲရှိတော့ပါတယ်အခန်း temperature က remote မှာထားတဲ့ temperature ကိုရောက်ရှိပြီဆိုရင်တော့အော်တို unit ကအလုပ်လုပ်တော့မှမဟုတ်တော့ဘဲနဲ့ indo unit ပဲလဲတဲ့အခြေအနေဖြစ်သွားမယ်။ watt အဖြစ်ဆိုရင်တော့73 watt နဲ့ ampere 0.2 ampere လောက်ပဲရှိတဲ့အခြေအနေဖြစ်သွားပါမယ်။ဒါကတော့ Toshiba inverter genset တစ်ကောင်ရဲ့အမှန်တကယ်မီးအားသုံးစွဲမှုအခြေအနေကိုစမ်းသပ်ပြီးခဲ့တာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။